နေ့ GED get ရဲ့အသုံးပြုပုံကိုလေ့လာကြည့်ရအောင်ပေါ့နော်သူရဲ့ usage က9မျိုးရှိတယ်နံပါတ်1က get aged change your condition အဲ့ဒါပါလဲဆိုရင်အခြေအနေတစ်ခုကနေနောက်အခြေအနေတစ်ခုကိုပြောင်းလဲသွားတာပြောစာကြောင်းလေးနဲ့လေ့လာကြည့်အောင်ပေါ့နော်အလုပ်ပြီးတော့ငါပင်ပန်းသွားတယ် I got tired after work သူမစိတ်ဆိုးသွားတယ်ဆိုတော့ကတော့သူစိတ်မဆိုးသေးဘူးဒါပေမဲ့သူစားလိုက်လို့စိတ်ဆိုးသွားတာ She got angry မောင်လာနေပြီ It is getting dark ကလေးအိမ်ငိုက်လာတယ် Baby got sleepy ကလေးအိမ်ငိုက်လာနေပြီ Baby getting sleepy နံပါတ်2ကဒီကဒီ understand နဲ့တူရပေါ့နော်နားလေတယ်တဲ့ငါနားလေပြီ I got it ဒါကိုနားမလည်ဘူး I didn't get it ဒါမှမဟုတ်ရင် I don't get it ကI fetch brings နဲ့သူရဲ့ဒီစကားလုံးလေးတွေနဲ့သူကတူရပေါ့နော်ငါဖူသွားဝင်မယ် we get some food ငါအတွက်ရေယူပေးနိုင်မလားဒါလိုစကားလုံးလေးတွေဆိုလို့ရှိရင်သူကစီယံခံကိုသုံးနေပေါ့နော်အဲ့တော့ can you get me some water အမလေးကကြတော့ GD က AI we arrive reach ဆိုတဲ့စကားလုံးနဲ့တူရပေါ့နော်ငါအိမ်ကိုနောက်ကျမှရောက်တယ် I go home နောက်ကျမှရောက်တာဆိုတော့ late နင်း SC ကိုဘေးချိန်ရောက်လေ when did you get there GD က receive obtain လို့တဲ့စကားလုံးတွေနဲ့တူပါတယ်အဲ့ဒါရတယ်ရယူတယ်ပေါ့နော်ငါလက်ဆောင်ရတယ် I got a gift နင်းငါစာကိုရလား did you get my message get to pledge bet အဲ့ဒါကကြတော့အခွင့်အရေးရတာပေါ့နော်ငါသူနဲ့တွေ့ဆုံခွင့်ရတယ် I got to meet him I got to visit the beach နံပါတ်9ရဲ့ usage ကကြတော့ get object ပတ်3ပေါ့နော် past participle ပတ်3ပေါ့နော်တယောက်ယောက်ကိုခိုင်းတာပေါ့နော်စပင်းညက်လိုက်တာပြီးခဲ့တဲ့ဘက်ကကိုတိုင်ညက်တာမဟုတ်စပင်းညက်ဆိုင်ဝင်ညက်ခိုင်းတာပေါ့နော် I got my a cat ပြီးခဲ့တဲ့ဘက်ကဆိုတော့ last week ငါတို့ရဲ့ဖုန်းကိုလွန်ခဲ့တဲ့3-4ရက်ကပြင်ခိုင်းခဲ့တယ်ပြင်လိုက်တာပေါ့နော်ဖုန်းဆိုင်ကိုသွားပြင်လိုက်တာအဲ့လိုမျိုး I got my aunt's phone repair လွန်ခဲ့တဲ့3-4ရက်ကဆိုတော့a few days ago